အရေးပေါ်တတိပေးချက်နောက်24နာရီအတွင်းရန်ကုန်အပါအဝင်ဒီတိုင်းနယ်ပြည်နယ်9ခုကလူတွေမိုးသက်လေပြင်းအန္တရာယ်ကိုအထူးဂရုစိုက်ကြဖို့လိုနေပါပြီဘင်္ဂလားပင်လယ်အော်မှာဖြစ်ပေါ်နေတဲ့လေဖိအားနဲ့ရပ်ဝန်းကပိုပြီးအားကောင်းလာဖို့ရှိနေပါတယ်ဒါအပြင်မိုးတိမ်တောင်တွေအလွန်ခစ်ထွန်းနေတဲ့အတွက်သူတို့ရွေ့လျားတဲ့လမ်းကြောင်းတစ်လျှောက်မှာလေပြင်းတိုက်တာမိုးကြိုးပစ်တာလှက်စီးလက်တာနဲ့မိုးသီးကြွေတာတွေအထိဖြစ်လာနိုင်ပါတယ်အထူးသတိထားရမယ့်ဒေသတွေကတော့ရန်ကုန်အေရဝတီပဲခူးရခိုင်ကရင်မွန်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့ပဲဖြစ်ပါတယ်ဒီဒေသတွေမှာနေထိုင်သူတွေအပြင်ထွက်ရင်သတိထားကြပါကမ်းရိုးတန်းနဲ့ပင်လယ်ပြင်မှာဆိုရင်လည်းလှိုင်းအမြင့်9ပေကနေ9ပေအထိရှိနိုင်လို့ရေလုတ်သားတွေတင်းဘောတွေအထူးသတိပြုကြဖို့လိုအပ်ပါတယ်ကိုယ့်ရဲ့မိသားစုဝင်တွေတငယ်ချင်းတွေမိုးသက်လေပြင်းအန္တရာယ်ကနေကြိုတင်ပြင်ဆင်နိုင်ဖို့ဒီဗီဒီယိုလေးကိုအခုပဲ share ပြီးသတိပေးလိုက်ကြပါဦးအရေးကြီးတဲ့ဒေသတွေမှာရှိနေတဲ့တငယ်ချင်းတွေကိုလည်း comment မှာ tag တွဲပြီးသတင်းပေးလိုက်ကြရအောင်နော်အားလုံးပဲဘေးကင်းကြပါစေ။